သနာတော်နှစ်2566ခုကောဇန်တက္ကရာ1386ခုတဘောတွေလဆန်း12ရက်2024ခုဖေဖော်ဝါရီလ9ရက်တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးတာကေတမြို့နယ်30မြောက်ရပ်ကွက်စင်္ကာပူတစ္ဆာပါရမီကျောင်းဘုံဘုံကရန်ကုန်ရောက်နေခတ်ဒီကနေ့ဓမ္မဒါနကောင်းမွန်လူရှင်များဖြစ်ကြတော့ဒါယကကြီးဦးကျော်ငွေဒကမကြီးတော်မိမိနိုင်မိသားစုတို့၏ဓမ္မဒါနဓမ္မပူဇာအလူဥစ္စာမတော်တောင်းမိသားစု6မြို့မှလူဒန်းတဲ့ဓမ္မဒါနဓမ္မပူဇာအလူကျေးဇူးရှင်ဖခင်ကြီးဦးသိန်းထွန်းအားယေရှု၍သားဖြစ်သူဒေါက်တာညီညီထွန်းဒေါက်တာစန်းတိတာမောင်မြေမင်းခန့်ကြီးမဆန်း၏မိသားစုတို့၏ဓမ္မဒါနဓမ္မပူဇာအလူကောင်းမှုအကြောင်းပြု၍ဓမ္မဒါနအလူရှင်မိသားစုနှင့်အတူအာလုံးသောအွန်လိုင်းတရားနာပရိသတ်တို့အားဓမ္မပဒနဲ့ထိုကျမ်းဂန်တို့မှာလာရှိတဲ့မညီညွတ်ခြင်းနဲ့ညီညွတ်ခြင်းဆိုတဲ့ခေါင်းစည်းနာမည်နဲ့တရားတစ်ပုဒ်ရှင်းပြပြပါမယ်ဤတရားတော်များကိုမဟောကြားမီဤတရားတော်များကိုမနာကြားမီမူလတရားတော်များရဲ့ပိုင်းရှင်ဖြစ်တော်မူသောသုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးပူဇော်နေကြဂါထာစာပတ်ရွတ်ဆိုပြီးတော့ပူဇော်ကြပါမယ်ဗုဒ္ဓဘောဓာယတေတေတိဒံတောယောဓမ္မတာယသသမထာယတံတောဓမ္မတေနောဝတရဏာယသနိဗ္ဗုတောနိဗ္ဗာနထာယတံလောကတရဏနမေယောဘဂဝါအကျဉ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဗုဒ္ဓတစ္ဆာ4ပါးမြတ်တရားကိုပိုင်းခြားတင်ကိုရောတိုင်းသိမြင်တော်မူပြီးသည်ဖြစ်၍ဘောဓယာသာကျွတ်ထိတ်သာသူဘုဘလူတော်ကိုရုမယွင်သစ္စာ4ပါးမြတ်တရားကိုသိမြင်ကြစေရန်လို့ငါ၎င်းဒံတော်ကိုရောတိုင်းအရင်ကြီးကြီးရင်ကြီးတော်မူပြီးဒီဖြစ်၍ဓမ္မတာယာသာကျွတ်ထိုက်တာသူဘဘလူတော်ကိုရုမယွင်ရင်ကြီးကြစေရန်အလို့ငါ၎င်းတန်တော်ကိုရောတိုင်းကိုတွင်တန်တမကိလေသာအပုမိကြီးအငြိမ်ကြီးငြိမ်တော်မူပြီးဒီဖြစ်၍သမထာယာသာကျွတ်ထိုက်တာသူဘဘလူတော်ကိုရုမယွင်ကိလေသာအပုမိအေငြိမ်ကြစေရန်အလို့ငါ၎င်းတေနောကိုရောတိုင်းဩဃာလေးကံသန္တရာရေပြင်းကြကြီးကိုဂုတံလွန်မြောက်တော်မူနိုင်ပြီးဒီဖြစ်၍တရဏာယာသာကျွတ်ထိုက်သာသူဘဘလူတော်ကိုရုမယွင်သန္တရာတပ္ပကနိဗ္ဗာန်ရောက်အောင်ကိုမြောက်နိုင်ကြစေရန်အလို့ငါ၎င်းနိဗ္ဗုတောကိုရောတိုင်းကိလေသာပြိနိဗ္ဗာန်ဝင်ဆိုင်ချုပ်ငြိမ်းဘုံစတိန်တော်မူပြီးဒီဖြစ်၍နိဗ္ဗာနထာယာသာကျွတ်ထိုက်သာသူဘဘလူတော်ကိုရောမယွင်ကိလေသာချုပ်ငြိမ်းကြစေရန်အလို့ငါ၎င်းဓမ္မသစ္စာ4ပါးမြတ်တရားကိုတေတေတိ
ကရုဏာရှိစုဟောပြတော်မှာပေ၏လောကဒရဏံလောကသုံးပါးတို့၏အတုမရှိအာကိုရာဖြစ်တော်မူသောတံဗုဒ္ဓံသစ္စာလေးပါးတည်းခြားတိမြင်ထိုဘုရားရှင်ကိုရောမြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဖြစ်ကြကုန်သောအာလုံးသောတပည့်တော်တို့သည်နမေနမမကောင်းစွာရောကြိုလက်ဆောင်မိုး၍ရှေခိုးတော်လိုက်ကြပါတော့သည်မြတ်စွာဘုရားမြတ်စွာဘုရားအကဲဒီကနေ့အားလုံးသောသူတော်ကောင်းတို့ကိုမညီညွတ်ခြင်းနဲ့ညီညွတ်ခြင်းတဲ့ဟုတ်ကလားမောင်ပြည့်ပြည့်ပါတယ်လေမညီညွတ်ခြင်းနဲ့ညီညွတ်ခြင်းဆိုတဲ့တရားဟုတ်လားအရာရာမှာမညီညွတ်တာကောင်းလားညီညွတ်တာကောင်းလားညီညွတ်တာကောင်းတယ်နော်မိသားစုကိစ္စမှာပဲဖြစ်ဖြစ်ဆွေမျိုးပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ကိုရည်ရွာရေးကိစ္စမှာပဲဖြစ်ဖြစ်ဘယ်အရေးကိစ္စမှာပဲဖြစ်ဖြစ်မညီညွတ်တာနဲ့ညီညွတ်တာဘယ်ဟာကောင်းညီညွတ်တာကောင်းတယ်တဲ့နော်မညီညွတ်ရင်စိတ်ချမ်းသာပါမလားမညီညွတ်ရင်တရားဓမ္မကိုကျင့်ကြံနိုင်ပါမလားညီညွတ်ရင်မိသားစုထဲမှာလည်းစိတ်ဆင်းရဲမလားစိတ်ချမ်းသာမလားညီညွတ်ရင်စိတ်ချမ်းသာမယ်မညီညွတ်ရင်စိတ်ဆင်းရဲမယ်တဲ့ဒါကြောင့်မို့လို့ဒါအတိတ်ဓာတ်ကြီးပဲမညီညွတ်တာဘာကြောင့်လဲဒေါသတရားကြောင့်နော်ဟုတ်လားညီညွတ်တာဘာတရားကြောင့်မေတ္တာအခြေခံအဒေါသတဲ့နော်ဆင်ញင်တို့ဆင်ញင်တုံတရားပညာလေးပါတာပေါ့နော်ဒါကြောင့်မလို့တယောက်နဲ့တယောက်တဦးနဲ့တဦးမိသားစုအသင်းအဖွဲ့ရရွာနယ်ပေအားလုံးတွေမှာညီညွတ်အောင်မကြိုးစားသင့်ဘူးလားညီညွတ်လို့ရှိရင်အရာရာမှာအောင်မြင်တယ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါတုန်းကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါတုန်းကလည်းပဲအကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးဓမ္မပဒမှာတရားတစ်ပုဒ်ဟောတာရှိပါတယ်။ဘာလဲဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးဟောတတ်ပါတယ်ဓမ္မပဒပါဠိတော်ဘလို့ဟောတတ်လဲဆိုတော့အကုန်သူကြားဘူးနားဘူးရတဲ့တရားပါပဲ။ဘာလဲအကောစီမံအဝတိမံအဇိနိမံအာတိမေယေဇတံဥပ္ပါနချန္တိဝေရံဒေတနာတံပတိအကောစိမံအဝတိမံအဇိနိမံအာတိမေယေဇတံနုပနချန္တိဝေရံတေတုပတံပတိလို့ဓမ္မပဒမှာဟောထားတယ်နောက်တိတ္တထေရဝတ္ထုပါဠိကာထာမှာလည်းဟောထားတာရှိပါမြတ်စွာဘုရားကိုရောမြတ်ကြီးကဘာပြောလဲဒီသူဟာတဲ့မန်ငါကိုအကောစီဟုတ်လားမကြောက်ဝမနာတာငါဆဲဖို့တယ်ဟုတ်လားအဝတိငါကိုဒီလူရိုက်နဲ့တပ်ပုတ်ဖို့တယ်အဇိနိဒီသူဟာငါကိုပါလေအောင်မြင်ခြင်းတရားအညွန့်ဆုတ်ခူးပြီးတော့ငါကိုအနိုင်ယူဖို့တဲ့
ဒီသူဟာငါရဲ့ပစ္စည်းဥစ္စာကိုအာဟာတိခိုးယူဘူးတယ်နော်တစုံတစ်ယောက်နဲ့ပတ်သက်လို့ဗါလေအဲ့ဒါလိုစိတ်ထဲမှာအခဲမကြည်အမြင်မကြည်ဘူးအခဲမကြည်ဘူးရံညှို့ဖွဲ့တယ်နော်ယေဇတံဥပနချန္တိဒီလိုရံညှို့ဖွဲ့တယ်တဲ့နော်စိတ်ထဲမှာဒီလိုမှတ်တယ်ပေါ့နော်ဒေတံဝေရံဒေတံနာတံပတိအဲ့ဒါလိုစိတ်ထဲမှာအာဃာတအညှို့အတဲတွေထားတဲ့ပုဂ္ဂိုလ်ဟာရံညှို့ငြိမ့်မယ်ဆိုတာမရှိဘူးတဲ့ဟုတ်လားဒါကိုရပဲစဉ်းစားနေတယ်ဆိုကြပါဆိုရဲဒီလူငါကိုမကြောက်မနာတာရဲဆက်ဟုတ်လားအချက်ခွဲအောင်အချက်ကွဲအောင်ပေါ့နော်ဆဲဖူးတယ်ဒီသူငါကိုဗာလဲတပ်ဖြတ်ဖူးတယ်ဒီလူကငါကိုအနိုင်ယူဖူးတယ်ဒီသူကငါပစ္စည်းကိုခိုးဖူးတယ်ဆိုပြီးတော့စိတ်ထဲမှာအဲ့ဒါတွေစွဲထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကတဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်လို့ဒီလိုအတွေ့အခေါ်ရှိတဲ့ပုဂ္ဂိုလ်ကယံမငြိမ့်နိုင်ဘူးတဲ့ယံပွားမယ်ပေါ့နော်ယံငြိမ့်မလားယံပွားမလားယံပွားမယ်ဒီလိုတော့မဟုတ်ဘူးတဲ့ဟုတ်လားဒီသူကငါ့ကိုဆဲဘူးတယ်ဒီသူကငါ့ကိုတတ်ဘူးတယ်ဒီသူကငါအနိုင်ယူဘူးတယ်ဒီသူကငါပစ္စည်းကိုခိုးယူဘူးတယ်ဆိုပြီးတော့ကိုယ်စိတ်ထဲမှာအာဃာတအညှို့တဲ့ထားရင်ကိုယ်ပဲစိတ်ဆင်းရဲတယ်ကိုယ်ပဲစိတ်မချမ်းသာဖြစ်တယ်ကိုယ်စိတ်မငြိမ်းချမ်းဘူးဟုတ်လားဒီတော့ကိုယ်ရံညှို့ဖြောက်ဖို့အနေနဲ့ဘယ်လိုတွေးရမလဲငါ့ကိုဆဲတယ်ဆိုတာလေအတိတ်တန်တရာကဒီလူငါဆဲဘူးပဲလို့ငါ့ကိုပြန်ဆဲတယ်ပေါ့နောက်ငါ့ကိုရိုက်ဖူးတယ်ဒီလူကငါလည်းပဲသူ့ကိုအတိတ်တန်တရာဘောကတစုံတရာရိုက်ခဲဖူးတယ်ငါ့ကိုဒီကောင်အနိုင်ယူသွားတယ်ငါလည်းပဲသူ့အတိတ်တန်တရာဘောကအနိုင်ယူခဲ့တယ်ဒီသူကငါပစ္စည်းဥစ္စာခိုးယူသွားတယ်ငါလည်းအတိတ်တန်တရာဘောကသူ့ပစ္စည်းကိုခိုးဘူးတယ်ထင်တယ်ဒီတော့ဒါနဲ့ပတ်သက်လို့ငါစိတ်ထဲမှာအညှို့အတဲမထားတော့ဘူးအညှို့အတဲထားလို့ရှိရင်ငါပဲစိတ်ဆင်းရဲတယ်ငါပဲစိတ်မချမ်းသာဖြစ်တယ်လို့ဒီလိုမာနတရားပေါ့ဒေါသတရားအာဃာတတရားဒီတရားတွေကိုတဲ့ကိုကနေပြီးတော့ရှော့ပေါ်လိုက်မယ်ဆိုရင်တဲ့ဒါဖယ်ရှားလိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်ယံငိမ့်တယ်တဲ့နော်ယံကိုယံရင်တုံ့ပြန်လို့ဘယ်တော့မှယံမငိမ့်နိုင်ဘူးတဲ့နော်ယံကိုယံရှင်းတုံ့ပြန်ရင်ဘယ်တော့မှယံမငိမ့်နိုင်ဘူးနော်ဒါကြောင့်မို့လို့ယံကိုယံရှင်းမတုံ့ပြန်ပဲနဲ့မေတ္တာနဲ့တယောက်နဲ့တယောက်ပါလေဖြည့်ရှင်းနိုင်အောင်ကြိုးစားပြီးတော့ဒီလိုဟုတ်လားညီညွတ်အောင်အရှိအစပြုလုပ်နိုင်မှဆွေးနွေးနိုင်မှညှိနှိုင်းနိုင်မှတိုင်ပင်နိုင်မှယံဆိုတာဗာလေငြိမ့်တယ်တဲ့ယံမငြိမ့်ရင်ညီညွတ်မလားကွဲပြားမလားကွဲပြားမယ်နော်ဒါကြောင့်ဒေါသကိုလျှော့မာနကိုလျှော့အာဃာတတရားတွေကိုလည်းပဲကိုယ်ကအကြောင်းအကျိုးဆင်ခြင်ပြီးတော့ဒီအာဃာတတရားကိုလည်းပဲကိုယ်ကလျှော့ချပြီးတော့ပြေးလေအောင်ကိုတို့ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့နော်ညီညွတ်အောင်လုပ်နိုင်ကြမယ်ဆိုရင်အားလုံးကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်ရဲ့အသင်းအဖွဲ့ထဲမှာကိုယ့်ရဲ့ရွာထဲမှာကိုယ့်ရဲ့နယ်ပယ်ထဲမှာစိတ်ချမ်းသာဖို့ညီညွတ်ဖို့အတွက်ဖြစ်သွားတယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီတရားကိုဟောထားတယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ညီဝမ်းခွဲတော်တဲ့တိတ်တာပေါ့။တိတ်တာကဘုရားရှင်ကိုရောမြတ်ကြီးရဲ့အကြောင်းတော်ဇေတဝန်အကြောင်းထဲမှာနေပြီးတော့အဝေးကဘုရားဖူးလာကြတဲ့
တန်ဃာတွေကိုဗါလေမယိုမတည်မလေးမစားနဲ့နော်သူကဝါငယ်ပင်မဲ့ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရှ िख ိုးတာကိုသူကလက်ခံတယ်သူကမထေကြီးလုပ်နေတယ်ပေါ့နော်နေရာထိုင်ခင်းကြတော့လေသူကမထေကြီးတွေနေရမယ်နေရာမှာတူနေတယ်သူကဝါငယ်တယ်ဆိုတာကိုမတိစေခြင်းဘူးတဲ့ဖုံးကွယ်ပြီးတော့နော်အပူဇော်ခံနေတယ်ပေါ့ဆိုရဟဲ့တိတ်တာဆိုတဲ့ကိုတော့နော်မာနလည်းကြီးတယ်ပေါ့ငါကဖရာအမျိုးဆိုပြီးတော့နော်ဘုရားနဲ့ညီကိုဝမ်းကွယ်တော်တယ်ဆိုပြီးတော့မာနကြီးနေတယ်အဲ့ဒါနဲ့ပတ်သက်လို့သံဃာထဲမှာရုပ်ဖြစ်ကုန်ကြတာပေါ့နော်အစကတော့မသိလို့ရှိကိုနောက်သိပြီးတဲ့အခါကျတော့ဒီကိုတော့ဟာလောက်ရတယ်မမှန်ဘူးလို့မကြေမနက်ဟုတ်လားအငင်းပွားပွေရဖြစ်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကခေါ်ယူပြီးတော့ဆုံးမတော်မူတယ်နော်အကောဇိမံအဝါဒီမံဇိနေမံအာတိမေယေဇတံဥပ္ပန္နရှန္တိဝေရံတေတံနတံမတိအကောဇိမံအဝါဒီမံအဇိနေမံအာတိမေယေဇတံဥပ္ပန္နရှန္တိယေဇတံနုပနရှန္တိဝေရံတေတုပတံမတိဘုရားရှင်ကိုရောမြတ်ကြီးကနော်ဒီပုဂ္ဂိုလ်ဟာတဲ့ငါ့ကိုဆဲဘူးတယ်မကြောက်ဝမနာတာဒီပုဂ္ဂိုလ်ဟာငါ့ကိုရဲဆက်ပေါ့လားဟုတ်လားနာကျင်ထိခိုက်အောင်ဟုတ်လားရိုက်နှက်ဘူးတယ်ညှင့်ဆဲဘူးတယ်အနိုင်ယူဘူးတယ်ဟုတ်လားဒီပုဂ္ဂိုလ်ဟာဗာလေငါ့ကိုကျိုးသွားတယ်ပေါ့နော်ငါ့ကိုအနိုင်ယူသွားတယ်ဒီပုဂ္ဂိုလ်ဟာငါရဲ့ပစ္စည်းဥစ္စာဆုံးရှုံးသွားအောင်ဒီပုဂ္ဂိုလ်ခိုးယူဘူးတယ်တို့မဟုတ်ငါ့ကိုငါပစ္စည်းကိုဖျက်ဆီးဘူးတယ်ဟုတ်လားဒီအတွေ့တွေရင်ထဲမှာစိတ်ထဲမှာဟုတ်လားစွဲပြီးတော့ရန်ညှို့ဖွဲ့နေလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာဒီရန်ညှို့ဟာမပြေပြောက်နိုင်ဘူးတဲ့နော်မပြေပြောက်နိုင်လို့လက်စားချေလို့ရှိရင်လည်းဆုံးနိုင်ပါမလားမဆုံးနိုင်ဘူးဒုက္ခဖြစ်ဖို့များတယ်နော်အဲ့ဒီအတွေးတွေအဲ့ဒီရန်ညှို့ထားတဲ့စိတ်အာဃာတစိတ်အဲ့လိုမထားတော့ဘဲနဲ့ဩတန္တရာဘဝကငါမကောင်းခဲ့လို့နော်ငါတန္တရာကျွေးကိုပြန်ဆက်ရတာပဲလို့ဒီလိုနှလုံးသွင်းစင်ကြင်ပြီးတော့ဟုတ်လားကိုယ်စိတ်ကိုချမ်းသာအောင်ဟုတ်လားဒီရန်ညို့ကိုဖြေဖြောင်းနိုင်မှရန်ဟာဗာလေငြိမ်းအေးမယ်လို့ဘုရားရှင်ကိုရောမြတ်ကြီးကမိန့်တယ်နော်ဒါကြောင့်မလို့ဘုရားရှင်ကိုရောမြတ်ကြီးစကားဟာမှားမယ်လို့ရှိလားဗုဒ္ဓနာကတဒောသောနာမနာတိဗုဒ္ဓနာဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့ကတဒောသောနာမဆုံးမတဲ့စကားမှားယွင်းတယ်လို့နတ္ထိမရှိပါဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဆုံးမတဲ့စကားဟာဘယ်တော့မှမမှားပါဘူးတဲ့တပ္ပညုတညာနဲ့ဆုံးမတဲ့တရားစကားတွေနော်တတ္တဝါတွေအကျိုးရှိစေခြင်းလို့နော်ဘုန်းတော်ကဒီတိတ်တာကိုလည်းဘုရားရှင်ကိုရောမြတ်ကြီးကဆုံးမတယ်ဒီတိတ်တာဟာမြတ်စွာဘုရားရဲ့ခမဲတော်သုဒ္ဓတနမင်းကြီးရဲ့နှမတော်ကနေပြီးတော့မွေးဖွားလာတဲ့မြတ်စွာဘုရားဆွေမျိုးပေါ့နော်ဆွေမျိုးကြောင်းလာတဲ့အခါမှာပါလေကိုကတော့ဝါငယ်တယ်ဝါငယ်ပဲမဲ့ဝါကြည့်တဲ့ပုဂ္ဂိုလ်တွေကိုခကြီးဦးလေးမကြိုဆိုဘူးနေရာထိုင်ခင်းလည်းခင်းမပြဘူးသူကခတ်တီတွေနဲ့ဗါလေဝါကြည့်ချင်အောင်ဆောင်ပြီးတော့နော်ကအယိုတွေပြုတ်နေတယ်ပေါ့နော်အယိုတွေခံနေတယ်ဟိုအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကရှ िख ိုးတော့လေမိန်ကြီးသူခံယူနေတယ်နော်အာဂန္တုကျင့်ဝတ်ကိုလည်းသူခြေပွန်အောင်မလုပ်ဘူးကိုကဝါငယ်တယ်နော်အဲ့ဒါဝါကြီးတဲ့ထေကြီးဝါကြီးရဲ့ရှ िख ိုးမှုကိုမိန်ကြီးခံယူတယ်နော်ကိုကငယ်ငယ်လေးပဲရှိသေးတယ်နော်တော်ဆိုးတာပဲနော်မြတ်စွာဘုရားရဲ့ညီဝမ်းခွဲတော်တယ်နော်အဲ့ဒါကိုကငါသာဂီဝင်မင်းမျိုးကရဟန်းဝတ်လာတဲ့ငါမြတ်စွာဘုရားရဲ့ဟုတ်လားညီဝမ်းခွဲပဲဆိုပြီးတော့မာနနဲ့နော်အပြောမခံအဆိုမခံနော်ဟုတ်လားမာနထောင်တယ်တဲ့နော်
သူ့ကိုရောလှုပ်တာမဟုတ်ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကိုလည်းဗာလေရန်ညှို့ဖွဲ့တယ်နော်ရန်ညှို့ဖွဲ့တယ်သူ့ကိုလည်းပဲရန်ရှာတယ်နော်အဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကရန်မရှာနဲ့တဲ့နော်အဲ့ဒါမြတ်စွာဘုရားမိန့်တယ်နောက်ဘုရားရှင်ကိုရောမြတ်ကြီးမိန့်ထားတဲ့ဂါထာနဲ့တပုတ်ရှိတယ်ဝိဝါဒံဘယတော်ဒိဋ္ဌဝအဝိဝါဒံစခေမတော်သမေကတခိလာဟောထဧတာဗုဒ္ဓနုတသနီအပါဒံမှာနော်ဘိက္ခဝေပရိသတ်၄ပါးဩချေတချေသမိတို့ဝိဝါဒံတူနဲ့တူတဘာနဲ့တပညင်ခုံခတ်ရန်စကားကိုဘယတော်မညီမညွတ်ဖို့အတွက်ဘီသင်တဲ့အနေအားဖြင့်ဒိဋ္ဌဝါစဉ်းစားဆင်ခြင်သိမြင်အောင်ပြုလုပ်ကြ၍ဒိဋ္ဌဝါမြင်အောင်ကြည့်ကြပြီးတော့အဝိဝါဒံတူနဲ့တူခိုက်ရန်မဖြစ်ပွားပဲနဲ့ညီညွတ်ညွတ်နေထိုင်ပြောဆိုခြင်းကိုပြောဆိုနေထိုင်ခြင်းကိုခေမတော်ဘေးရန်ခတ်တိန်ကင်းပြောင်းငြိမ့်သောအဖြစ်ခေမတော်နိဗ္ဗာန်ရောက်ဖို့အထိအေးငြိမ့်တဲ့သဘောအနေအချင်းဒိဋ္ဌဝါမြင်အောင်ကြည့်ကြပြီးတော့ဘိက္ခဝေခြေသားတို့သမက်ကစိတ်တူကိုယ်တူစီလုံးငြိမ်ညွတ်ကြကုန်သည်တခိလာအချင်းချင်းပြေပြေချောမောသောစကားကိုပြောဆိုနိုင်ကြကုန်သည်ဟောတာဖြစ်ကြပါကုန်လောဧဝံဤသို့စီလုံးစွာနေထိုင်သင့်ကြောင်းဆိုတဲ့ငါဘုရားရဲ့အဆုံးအမကောင်းသည်ဗုဒ္ဓနာဂင်္ဂသက်တုပွင့်တော်မူသည့်စူစူထွတ်ထားမြတ်ဘုရားတို့၏အနုသာသနီတဲ့လောကုလောကီနှလီတိုးပွားအညိုများဖို့ရန်အဆုံးအမစကားဖြစ်ပါပေတော့တည်းဘုရားရှင်ကိုရောမြတ်ကြီးကတူနဲ့တူတဲ့အထအနောက်အထအနောက်ကောက်ပြီးတော့တယောက်နဲ့တယောက်ကပ်ဖဲ့စကားပြောပြီးတော့တယောက်စကားအကြအနာကိုတယောက်ကခြီထိုးပြီးတော့တယောက်နဲ့တယောက်ပါလေစကားအဖြစ်အနိုင်ယူငင်းခုန်ကြတာကိုဘုရားကိုရောမြတ်ကြီးကဒါဘေးဖြစ်ဖို့တဲ့နော်တယောက်နဲ့တယောက်ဟုတ်လားငင်းခုန်ခိုက်ရန်ဖြစ်ခြင်းကိုမြတ်စွာဘုရားသဘောကျလားမကြဘူးအဝိဝါဒတဲ့ဒုနဲ့ဒုမေတ္တာရှိခံပြီးတော့ဟုတ်လားစကားကိုညီညီညွတ်ညွတ်မေတ္တာထားပြီးတော့ပြောဆိုနေထိုင်ခြင်းကိုဘုရားရှင်ကိုရောမြတ်ကြီးကဒါညီညွတ်ကြောင်းတရားတဲ့ညီညွတ်ရင်နိဗ္ဗာန်ရောက်တဲ့အထိအေးမြကြောင်းတရားလို့ဒီလိုမှတ်ရမယ်တဲ့နော်ဒါကြောင့်မလို့မေတ္တာထားပြီးတော့စိတ်တူကိုယ်တူတန်ခါအချင်းချင်းစည်းလုံးညီညွတ်ကြနော်အချင်းချင်းပြေပြေပြစ်ပြစ်ဖြစ်အောင်လည်းပဲမေတ္တာရှေ့ထားစကားပြောကြဒီလိုညီညွတ်ဖို့အတွက်ဩဝါဒပေးတာဟာငါဘုရားတပါးတည်းမဟုတ်ဘူးတဲ့ဟုတ်လားဂင်္ဂဝါလူတဲစုမကပွင့်တော်မူကြတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတွေဆုံးမတဲ့စကားတဲ့ဘုရားတပါးတည်းဆုံးမတာလားအစူးစူးဘုရားရှင်ကိုရောမြတ်ကြီးတို့ဆုံးမတာလားအစူးစူးဘုရားရှင်ကိုရောမြတ်ကြီးတို့ဆုံးမတာနော်ကဲဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးတခါတုန်းကကောတံပိပြေမှာဘုရားရှင်ကိုရောမြတ်ကြီးဝါဆိုတရင်သုံးတယ်ပေါ့နော်အဲ့ဒီခါမှာယဟန်တော်နှစ်ပါးယံဖြစ်ကြတယ်နော်ယဟန်တော်နှစ်ပါးယံဖြစ်ကြတယ်တပါးကဓမ္မဂတိကသုတ်တန်ဆောင်ယဟန်တပါးကဝိနည်းဆောင်ယဟန်နော်အဲ့ဒါသုတ်တန်ဆောင်ယဟန်ဓမ္မဂရိကဆရာတော်ကဟုတ်လား
ကုဋီတက်တယ်တဲ့တွိုင်းလက်သွားတယ်ပေါ့ဘုန်းကြီးကတွိုင်းလက်သွားလို့ရှိရင်တွိုင်းလက်ထဲမှာရေခွက်ကိုရေကြံမထားခဲ့ရဘူးရေခွက်ကိုရေစင်အောင်မှောက်သွန်ပြီးတော့ဒီတိုင်းထားခဲ့ရမှာသိမ့်စီခဲ့ရမှာနော်ရေကြံထားခဲ့ရင်အာဘတ်တင်တယ်အဲ့ဒီအာဘတ်ကလည်းအာဘတ်အကြီးကြီးမဟုတ်ဘူးနော်အာဘတ်တိတိလေးပဲအဲ့ဒါနဲ့အဲ့ဒီဓမ္မဂရိကသုတ်တန်ဆောင်ယဟန်ကကုဋီကထွက်လာတော့ဝိနည်းဆောင်ယဟန်ကုဋီတက်တယ်ကုဋီတက်တကားဖွင့်လိုက်တော့ဓမ္မဂရိကဆရာတော်ကဗာလဲရေခွက်ထဲမှာရေကြံထားခဲ့တယ်ပေါ့ရေကြံထားခဲ့တော့အဲ့ဒီဝိနည်းဆောင်ယဟန်ကကိုတော်မှာရေကြံခွက်ထဲမှာထားခဲ့တယ်ကိုတော်အာဘတ်တင်ပြီတဲ့အာဘတ်တင်ရင်လည်းတပည့်တော်ဒေသနာကြမယ်ပေါ့အဲ့ဒါဖြစ်ရင်ကိုတော်မေ့ပြီးတော့ထားခဲ့တာထင်တယ်တဲ့ဟုတ်တယ်မေ့ပြီးတော့ထားခဲ့တာမေ့ပြီးတော့ထားခဲ့လေအာဘတ်တင့်တယ်လို့ယူဆလို့မရဘူးလို့သူကပြောလိုက်တာကိုအဲ့ဒါနဲ့သူကလည်းအေးအေးဆေးဆေးနေလိုက်တယ်ဒါနဲ့ဝိနည်းဆောင်ယဟန်ကဝိနည်းကိုတပိစာသင်သားတယ်ပေါ့တပိစာသင်သားသူ့မှာစာလိုက်တဲ့တန်ခါ900ရှိတယ်ဟောဓမ္မဂရိကသုတ်တန်ဆောင်ဘုန်းကြီးမှာလည်းစာလိုက်တဲ့တန်ခါဘယ်လောက်လဲ900အဲ့ဒါနဲ့ဝိနည်းဆောင်ကိုတော်ကပြောလိုက်တယ်စာချတဲ့အခါမှာဒီသုတ်တန်ဆောင်ကိုတော်ကဓမ္မဂရိကလုံနေပြီးတော့ဝိနည်းဘာမှမသိဘူးတဲ့ကုဋီအိမ်သားထဲမှာရေခွက်မှာရေကြံကလေးထားခဲ့တာဒါလေးတောင်အာဘတ်တင်မှမသိဘူးတဲ့အဲ့လိုပြောလိုက်တော့စာတက်ပြီးတော့ကိုတော်တွေကဟိုသုတ်တန်ဆောင်ကိုတော်ရဲ့တပည့်တွေကိုပြောကြမင်းတို့ဆရာဘာမှနားမလဲဘူးဝိနည်းလည်းတလုံးမသိဘူးအိမ်သားထဲမှာခွက်ထဲရေကြံအာဘတ်တင်တာလေးတောင်နားမလဲဘူးဆိုတော့သူ့တပည့်တွေကခံချင်မှမလားမခံချင်တော့မင်းတို့ဘုန်းကြီးကဘလောက်တက်လို့လဲမင်းတို့ဆရာကဘလောက်တက်ငါတို့ဆရာကဘလောက်တက်လို့လဲတခါအဲ့မှာပြဿနာတက်ကြရောပြဿနာတက်ကြတယ်အဲ့ဒါပြဿနာတက်တော့တယောက်နဲ့တယောက်ရံမဖြစ်ကြဘူးလားရံဖြစ်လိုက်ကြတာအဲ့တော့သူ့ဘက်ကဒကာဒကမတွေကိုယ့်ဘက်ကဒကာဒကမတွေမရှိဘူးလားဒကာဒကမလည်းကွဲတယ်တဲ့ဒကာဒကမတွေကွဲတဲ့အပြင်သူ့ကိုကြည်ညိုတဲ့နတ်ကိုယ်ကြည်ညိုတဲ့နတ်ကလည်းနှစ်ဖွဲ့ကွဲတယ်ဟိုမှာတာဝရိန္ဒာနတ်ပြည်အထိပုထုဇဉ်နတ်တွေပေါ့နော်ကွဲလိုက်ကြတာဗျမ်းကိုကွဲတာပဲနော်ဒီကနေ့နေခင်းကမော်ပြီးသွားတော့ကအေးအကောင်ကလည်းမဟုတ်ဘူးပြန်လာတဲ့ကဖုံလွင့်တာနဲ့နေပူတာနဲ့ချောင်းဆုချင်တယ်အဲ့တော့ကဲခုနကကိုရောနှစ်ဖွဲ့ပထမဆုံးကိုရောနှစ်ပါးအဲ့ဒီကိုရောနှစ်ပါးပြဿနာကနေပြီးတော့တပိစီကူးသွားပြီဟုတ်လားဒါညီညွတ်တာလားမညီညွတ်တာလားမညီညွတ်တာကဘာကိုအကြောင်းခံလဲဒေါသနော်မာနဒေါသဟုတ်လားအကြောင်းခံပြီးတော့အဲ့ဒီဆရာနာပါအကြောင်းပြီးတော့တပိ900ဟိုဘက်က900ဒီဘက်900တဲ့သေးလားဟမ်မတဲ့တော့ဘူးအဲ့တော့တရားဓမ္မတွေကတဲ့သေးလားလူကိုဝယ်တဲ့တရားဓမ္မကိုဝယ်တဲ့တရားဓမ္မမတဲ့တော့ဘူးမတဲ့တော့အဲ့ဒီကိုတော်တွေကလည်းပဲသီလရှိတယ်နော်သီလရှိတော့သူတို့မေတ္တာပို့ထားတဲ့နတ်တွေကိုတို့အဖွဲ့ကမေတ္တာပို့ထားတဲ့နတ်တွေကလည်းပဲပုရုဇဉ်နတ်တွေလေသူတို့ကလည်းဒီအဖွဲ့ကိုကြီးညိုတဲ့နတ်တွေကိုအဖွဲ့ကြီးညိုတဲ့နတ်တွေကွဲရောမကွဲဘူးလားအမိုက်ကစားပြတ်သက်မီးလောင်တယ်တဲ့နော်ဒါကြောင့်မလို့တော်တော်သတိထားစရာကောင်းတယ်နော်အဲ့ဒါဒီတော့နောက်ဆိုတော့ဒီပြဿနာကမြတ်စွာဘုရားသိသွားဘုရားရှင်ကိုရောမြတ်ကြီးကဆုံးမတယ်ကိုရောတို့ရံဖြစ်တာမကောင်းဘူးနော်ဇတ်တော်တွေအများကြီးပဲဘုရားဆုံးမတာအရင်တုန်းကငုံတယ်ပေါ့ငုံဇတ်တော်ပေါ့ငုံတွေကအငြိမ်ညွတ်တယ်မုတ်ဆိုးကပိုက်ကွန်နဲ့ဟုတ်လားပြစ်ဖမ်းတဲ့အခါမှာလဲငုံတယ်ညီညွတ်လို့အဲပိုက်ကွန်ရဲ့အပေါက်တွေကခေါင်းရှူပြီးတော့
ငုံအုပ်စုဟာပိုက်ကွန်ကိုချီပြီးတော့ကောင်းကင်ပြန်သွားကြတယ်တဲ့ဟုတ်လားအဲ့ဒီပိုက်ကွန်ကိုဗာလဲကောင်းကင်ကိုချီယူသွားရပြန်သွားကြနော်တစ်ပင်တစ်ပင်မှာတခါတစ်ပင်ကြီးတစ်ပင်မှာနားပြီးတော့ခေါင်းတွေကအောက်ကချိုးပြီးတော့တခါတည်းထွက်ခွာပြီးတော့အောက်ကငုံတွေကခေါင်းလေးတွေချိုးပြီးတော့အောက်ကိုဟုတ်လားသူညှိနေတဲ့ပိုက်ကွန်ဖြုတ်ပြီးတော့သွားကြတဲ့ကငုံတွေသေလားမသေးဘူးလားမသေးဘူးနော်ပိုက်ကွန်ဘယ်ရောက်သွားတစ်ပင်ပေါ်ရောက်သွားမုတ်ဆိုးဟာခက်တစ်ပင်ပေါ်ယူရတယ်တဲ့ဟိုအရွယ်နဲ့ညှိအခက်နဲ့ညှိတော်မုတ်ဆိုးဒုက္ခရောက်တယ်အဲ့ဒါနဲ့ငှက်တကောင်မှမရဘူးတဲ့မုတ်ဆိုးအိမ်ရှင်မကဆဲတယ်ဆိုတယ်အော်တယ်တဲ့ဟုတ်လားငှက်လေတကောင်ရမလားဘူးဘာဖြစ်တယ်အဲ့ဒါမုတ်ဆိုးကပြောတယ်ရှင်မတဲ့ဒီငှက်တွေကညီညွတ်ကြလို့ငါမရတာတဲ့ဒီငှက်တဲ့မညီမညွတ်ဖြစ်တဲ့ဒီနေ့မှာတော့ငါဒီငှက်တွေအားလုံးရလာလိမ့်မယ်တဲ့နော်အဲ့ဒါနဲ့ငုံတွေကိုထောင်မရဘူးညီညွတ်နေရလို့နောက်ဆိုတော့ငုံအဖွဲကတစ်ပင်မှာအိတ်နေကြတော့ပေါ့နော်ခြုံထဲမှာအိတ်နေကြတော့ဒီခါတဲ့အပေါ်ကငုံကအောက်ကိုမစင်စွန့်ချတယ်အောက်ကငုံကောင်းပေါ်ကြပေါ့မင်းကဘာလို့မစင်စွန့်ချတာလဲဟုတ်လားမင်းကအာမနာဘူးအဲ့ငုံတစ်ကောင်ရံဖြစ်ကြပါနော်ငုံတစ်ကောင်ရံဖြစ်ကြသူ့အဖွဲ့ကိုအဖွဲ့တခါတည်းနဲ့ရံဖြစ်လိုက်ကြတာငုံကဟုတ်လားပိုက်ကွန်ကိုချီမတုံးကငါမရှိမရင်မင်းဒုက္ခရောက်မှာပေါ့မင်းမရှိမငါဘာဖြစ်မလဲကြံတဲ့လူရှိတာပဲပြဿနာတက်ပြီးတော့နောက်ငုံတွေညီညွတ်သေးလားညီညွတ်တုံးကမုတ်ဆိုးကပိုက်ကွန်နဲ့ဖမ်းပေမဲ့ဟုတ်လားသူတို့ပိုက်ကွန်ကိုတောင်ချီသွားကြနော်ဒီတခါတော့ညီညွတ်သေးလားမညီညွတ်တဲ့အခါမုတ်ဆိုးကပိုက်ကွန်နဲ့တခါဖမ်းလိုက်တဲ့အခါဟုတ်လားပြစ်ပြီးတော့ဖမ်းလိုက်တဲ့အခါမင်းပြန်ပါလားငါပြန်ပါလားတယောက်နဲ့တယောက်ညီညွတ်နဲ့ပိုက်ကွန်ကိုချီနိုင်သေးလားဟာအတွက်ကပ်ပြီးတော့ဟုတ်လားရံဖြစ်နေကြတာနဲ့ငုံတယ်လေနော်ငုံအုပ်ကြီးအဲ့ဒါနဲ့မုတ်ဆိုးကဖမ်းအားလုံးမသေးဘူးလားညီညွတ်လို့လားမညီညွတ်လို့လားမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကရှင်းသားတို့ညီညွတ်ကြတဲ့မညီညွတ်ခြင်းသည်ဘေးသင့်ခြင်းအကြောင်းဖြစ်တယ်ညီညွတ်တာဟာချမ်းသာခြင်းအကြောင်းဖြစ်တယ်ဘုရားရှင်ကိုရောင်မြတ်ကြီးကရဟန်းတယ်ဆုံးမတယ်ဒါပေမဲ့ကိုရောတွေကဘာပြောလဲအရှင်ဘုရားတဲ့အရှင်ဘုရားဘာသာဖလားသမပတ်ဝင်စားလို့နေပါတဲ့တပည့်တော်တို့ကိစ္စတပည့်တော်တို့ဖြေရှင်းမယ်တဲ့ဘုရားကိုတောင်းမှဗာလဲဖယ်ပလိုက်တာနော်ဘုရားတောင်းဘေးကိုဖယ်ပလိုက်တာဘုရားရှင်ကိုရောင်မြတ်ကြီးကိုအကြောင်းပြုသာသနာဝင်လာတာမဟုတ်လားဘုရားစကားနားထောင်လားနားမထောင်တော့ဘူးအဲ့ဒါနဲ့မြတ်စွာဘုရားကဒါကွဲဖို့အကြောင်းပါလာလို့ကွဲတာပဲလို့ဘုရားရှင်ကိုရောင်မြတ်ကြီးလေဒါတဲ့အရှင်အာနန္ဒာကိုလည်းမပြောဘူးဘယ်သူမှမပြောဘူးဘုရားရှင်ကိုရောင်မြတ်ကြီးဆောင်းဖုံးပေးပြီးတဲ့အခါအတန်ကနှစ်ချမ်းကွဲပြီဆိုပြီးတော့ဘုရားရှင်ကိုရောင်မြတ်ကြီးကဆုံးမလို့မရလို့တပိတ်ကိုယ်တိုင်လွယ်နှစ်ထတင်္ကန်းကိုယ်တိုင်ပခုံးပေါ်မှာတင်းပြီးတော့တပါးတဲ့ဘုရားရှင်ကိုရောင်မြတ်ကြီးကြွားသွားနော်ကြွားသွားတယ်ဟုတ်ကဲ့လားကြွားသွားတဲ့အခါဘုရားရှင်ကိုရောင်မြတ်ကြီးအဲ့ဒီကနေပလလဲတော့သွားတာနော်ကောတံမြီကပလလဲတော့သွားတယ်အဲ့ဒီလမ်းကြားထဲမှာတဲ့အင်ဂျင်တော်အုပ်ထဲမှာအရှင်အနုရုဒ္ဓအရှင်နန္ဒီယအရှင်ကိမိလဆိုတဲ့ကိုတော်၃ပါးသိပြီးတော့ညီညွတ်ကြတယ်တဲ့နော်ဘုရားရှင်ကိုရောင်မြတ်ကြီးအင်ဂျင်တော်ထဲဝင်လာတဲ့အခါအဲ့ဒီတောဆောင်တကာကြီးကယဟန်ကြီးမဝင်နဲ့တဲ့ဒီတော့ထဲမှာကိုတော်သုံးပါသိညီညွတ်နေကြတယ်တဲ့အဲ့ဒီကိုတော်တွေယဟန်ကြီးရောက်သွားရင်ညီညွတ်ခြင်းပြိုကွဲနိုင်တယ်ဒါကြောင့်မသွားနဲ့တဲ့အဲ့ဒီစကားကိုသူတို့သုံးပါးတက်ကတပားကြားတယ်တပားကြားပဒင်းပေါက်ဖွင့်ပြီးတော့ဟုတ်လားသူတို့အကြောင်းဆောင်သေးသေးလေးနဲ့တူပါတယ်တပားတဲ့သုံးတဲ့အကြောင်းဆောင်အဲ့ဒီကတကားလှပ်ပြီးတော့ကြည့်လိုက်တဲ့အခါဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ရောင်ကြီးတော့ဝင်လာတယ်တဲ့အဲ့ဒါနဲ့ဟေးတကားကြီးတောဆောင်ခြံဆောင်တကားကြီးအဲ့ဒါငါတို့ရဲ့ဆရာသခင်ဘုရားရှင်ဖြစ်တယ်ဘုရားရှင်ကိုမတားနဲ့တဲ့နော်အဲ့လှမ်းပြောပြီးတော့
တခါတည်းတပားကကြိုမလို့သွားတာပေါ့နော်ကြိုမလို့เจ้าကထွက်တာနဲ့အေးငါတပားတည်းသွားကြိုရင်နောက်ကိုတော့နှစ်ပါးကိုအတိမပြေးပဲနဲ့မကောင်းဘူးညီညွတ်ရမကြဘူးဒါကြောင့်မလို့နောက်ကိုတော့နှစ်ပါးကိုလည်းငါပြောမှရမယ်ဆိုပြီးတော့ပြောမှဖြစ်မယ်လို့ဟုတ်လားနောက်နှစ်ပါးကိုလည်းရှင်ဘုရားတို့ဘုရားရှင်ကိုရောမြတ်ကြီးကြွလာပြီမြတ်စွာဘုရားကိုကြိုးဆိုကြရအောင်လို့တခါတည်းသုံးပါးကိုယ်စီအတိအအလုပ်လုပ်ကြနော်တပါးကမြတ်စွာဘုရားကိုလှမ်းကြိုတယ်တပိတ်သင်္ကန်းကိုဗာလေယူတယ်တပါးကဘုရားရှင်ကိုရောမြတ်ကြီးထိုင်ဖို့အတွက်နေရာထိုင်ခင်းတယ်နောက်တစ်ပါးကမြတ်စွာဘုရားကိုရောမြတ်ကြီးရဲ့ခြေတော်ကိုခြေဆေးဖို့အစဉ်သင်ရင်စင်တယ်တဲ့သုံးပါမငြင်းညွတ်ဘူးလားဟုတ်လားငါသွားကြိုလိုက်မယ်မဟုတ်ဘူးဟုတ်လားနောက်နှစ်ပါးကိုလည်းအသိပေးပြီးတော့တာဝန်အတီးတီးနဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုခီးဥကြိုကြနော်မငြင်းညွတ်ဘူးလားငြင်းညွတ်လိုက်ကြတာအဲ့တော့မြတ်စွာဘုရားကကြွလာပြီဆိုတော့ထိုင်ခဲမှာထိုင်လိုက်တော့သူတို့ကိုဘုရားရှင်ကိုရောမြတ်ကြီးညီညွတ်တာမြင်ရတဲ့အတွက်စိတ်မဆန်းသာဘူးလားစိတ်ချမ်းသာတယ်ဘုရားရှင်ကိုရောမြတ်ကြီးကဘယ်လိုနေကြတယ်လဲမေးတဲ့အခါတပည့်တော်ရဲ့စိတ်ကိုတပည့်တော်ရဲ့စိတ်မှာတပည့်တော်အတ္တမထားဘဲနဲ့ကြံတဲ့နှစ်ပါးရဲ့အလိုအတိုင်းတပည့်တော်နေတယ်တဲ့နောက်တစ်ပါးကလည်းတပည့်တော်ရဲ့စိတ်ဆန္ဒကိုဘေးဖယ်ထားပြီးတော့ကြံတဲ့နှစ်ပါးရဲ့စိတ်ဆန္ဒကိုတပည့်တော်လိုက်လျောပြီးတော့နေပါတယ်တဲ့နောက်တစ်ပါးကလည်းတပည့်တော်ရဲ့စိတ်ကိုဘေးဖယ်ထားတပည့်တော်ဖြစ်ရှင်တဲ့စိတ်ကိုဘေးဖယ်ထားပြီးတော့နောက်နှစ်ပါးရဲ့ဆန္ဒအတိုင်းတပည့်တော်နေတယ်ဆိုတော့ဘလောက်ငြိမ်ညွတ်နေကြလဲမငြိမ်ညွတ်ကြဘူးလားငြိမ်ညွတ်ကြတယ်ဘုရားရှင်ကိုရောမြတ်ကြီးကျင့်နှံ့အားရလိုက်တာနော်သူတို့တရားတွေဆွေးနွေးကြတယ်နော်တရားတွေအားထုတ်ကြတယ်နော်ဇံဝင်စားကြတယ်သိပြီးတော့ငြိမ်းချမ်းတယ်အင်ဂျင်တော်ကိုကြက်တည်းရှိအောင်သူတို့နေကြတယ်သတင်းသုံးကြတယ်နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကျင့်နှံ့လိုက်တာနော်ဟုတ်လားဘုရားရှင်ကိုရောမြတ်ကြီးကောတံပြည်ကမကြီးမညွတ်ပြောဆိုလို့မရတဲ့တပည့်တွေကိုထားခဲ့ပြီးတော့နော်ဒီမှာသုံးပါးညီညွတ်တဲ့တပည့်တွေကိုချီးမြှောက်ပြီးတော့မြတ်စွာဘုရားကနော်ချီးမြှောက်တယ်နော်အဲ့တော့မြတ်စွာဘုရားကိုတပည့်တော်တို့သုံးပါးဟာလူအားဖြင့်ရုပ်ဝတ္ထုအနေနဲ့ကွဲပြားနေပေမဲ့လို့တပည့်တော်တို့သုံးပါးစိတ်ဟာတစိမ့်တည်းပါဗျာတဲ့ဟုတ်လားနို့နဲ့ရေရောထားလို့ရှိရင်ခွဲလို့မရတယ်လို့တပည့်တော်တို့သုံးပါးဟာတစိမ့်တည်းပါဗျာလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလျှောက်တယ်နော်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးအဲ့ဒီကနေပလလဲတော်ကြွအဲ့ဒီမှာဝါဆိုစင်မင်းရဲ့ပလလဲစင်မင်းရဲ့အလုပ်ကျွေးကိုလက်ခံပြီးတော့တဝါတွင်တနေ့တော့နော်ကောသံပြည်မှာမြတ်စွာဘုရားဝါဆိုကနေဘုရားဘယ်ကြွသွားလဲတခါတည်းမှတည်းဟာတခါတည်းเจ้าကိုဥပုသ်ဆောင်ဖို့တရားနာဖို့လာကြတယ်ဘုရားမရှိတော့ဘူးဘာဖြစ်လို့မရှိလဲဒီကိုတော့နှစ်ဖွဲ့ရမ်းဖြစ်လို့ဘုရားစကားဆုံးမတာတောင်နားမထောင်ဘူးတဲ့ဒီကိုတော်တွေကိုဆွမ်းလည်းမပို့တော့ဘူးဝါဆိုသင်္ကန်းလည်းမကတ်တော့ဘူးဟုတ်လားတရားဓမ္မတွေဒီကိုတော်တွေဘာလို့တာလဲတပိတ်မှောက်တယ်ဘုန်းကြီးကတပိတ်မှောက်ဘုန်းကြီးကတပိတ်ဘုန်းကြီးမှောက်တော့တပိတ်ပေါ့လူမှောက်တော့ဗာလဲအိုးမှောက်တယ်နော်လူတွေကဘာလို့လိုက်လဲအိုးမှောက်တယ်တဲ့ဟုတ်လားဟုတ်လားအိုးမှောက်တော့ကိုယ်မှာဆန်းလည်းမရှိစီလည်းမရှိချက်စားဖို့လည်းမရှိတော့ကိုတော်တွေမငတ်ဘူးလားနည်းနည်းပါးပါးလောင်းမြန်တော့လဲဆွမ်းမဝဆွမ်းတဆုပ်တလုံးစားပြီးတော့တခါဒုက္ခဖြစ်တဲ့ခါကျတော့အချင်းချင်းဘာဖြစ်သွားကြညီညွတ်သွားကြတယ်တဲ့နော်ညီညွတ်သွားကြတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားနောက်သာဝတိကြွတဲ့ခါသာဝတိလိုက်သွားကြနော်သာဝတိရောက်ပြန်တော့လည်းပဲကောသလမင်းကြီးကလက်မခံဘူးလို့နေနော်အနာတပိန်တရေကဒီကိုတော်တွေလက်မခံဘူးမြတ်စွာဘုရားစကားတော်နားမထောင်ဘူးတပည့်တော်ဆောက်လို့တဲ့တပည့်တော်လှူရတဲ့အကြောင်းမှာဒီကိုတော်တွေမတဲစေခြင်းဘူးပေါ့မြတ်စွာဘုရားကဒီလိုမလုပ်နဲ့သူတို့ကညီညွတ်သွားကြပြီကျောင်းရောက်ပြန်တော့လေဗာလေတရားဓမ္မတွေကအဲ့ဒီကိုတော်တွေကိုမြင်ခြင်းတယ်ဟုတ်လားကောသံပြည်ကမြတ်စွာဘုရားကိုတောင်ထွက်ပြေးအောင်လုပ်တဲ့ကိုတော်ဘယ်ကိုတော်တွေလဲခဏမြင်ခြင်းတယ်ဘလို့မျက်နာလဲတရားဓမ္မတွေကဟိုကလာကြည့်ဒီကလာကြည့်ဟိုကမေးဒီကမေးဘုန်းကြီးတွေကလည်းဘုရားဖူလာတဲ့ဘုန်းကြီးတွေကမေးရှက်စရာမကောင်းဘူးလား
ဒါဘာဖြစ်လို့ဟမ်မငြိမ်ညွတ်ခဲ့လို့ဘာလို့မငြိမ်ညွတ်မာနကြီးလို့ဒေါသကြီးလို့နော်အဲဒီတော့ဒုက္ခရောက်တယ်နော်ဒါကြောင့်မြတ်စွာဘုရားကငြိမ်ညွတ်အောင်နေကြဖို့မဆုံးမဘူးလားဒါကြောင့်အားလုံးငြိမ်ညွတ်အောင်နေနိုင်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်ဝိဝါဒံဘယတောဒိဋ္ဌဝအဝိဝါဒေသာခေမတောသမကသခိလာဟောထာဧတာဗုဒ္ဓနုတသနီဟုတ်လားဘုရားရှင်ကိုတော်မြတ်ကြီးကတယောက်နဲ့တယောက်တူနဲ့တူတစ်ဖွဲ့နဲ့တစ်ဖွဲ့တရားနဲ့တရားကွဲပြားခြင်းကိုဘေးရောက်ကြောင်းလို့မြင်ပါမိသားစုထဲမှာလည်းတူနဲ့တူရွာထဲမှာလည်းတရားနဲ့တရားအသင်းထဲမှာလည်းတသင်းနဲ့တသင်းညီညီညွတ်ညွတ်နေထိုင်ကြခြင်းကိုချမ်းသာကြောင်းလို့မြင်ပါဒါကြောင့်จิตသားတို့စိတ်သမီးတို့တဲ့ငင်းခုန်ခြင်းမလုပ်ကြနဲ့ဒေါသအာဃာတခြေထားရာညွတ်မဖွေးကြနဲ့ညီညွတ်အောင်နေကြမေတ္တာခြေထားပြီးတော့ညီညွတ်အောင်စကားပြောကြမေတ္တာနဲ့ဆက်ဆံကြမေတ္တာနဲ့နေထိုင်ရလို့ဘုရားရှင်ကိုရောမြတ်ကြီးကမဆုံးမဘူးလားအေးအဲ့ဒါလိုဆုံးမတော့ဘုရားရှင်ကိုရောမြတ်ကြီးစကားနားထောင်တဲ့ပုဂ္ဂိုလ်တွေမှာစိတ်လည်းငြိမ်အေးစိတ်ငြိမ်အေးကိုယ်လည်းမငြိမ်အေးဘူးလားစိတ်ငြိမ်ကိုငြိမ်တော့တရားအထုတ်လည်းတရားမမြင်မနိုင်ဘူးလားအေးတမာတိလေးရခန္ဓာဉာဏ်စိုက်ကြည့်ဒီခန္ဓာကယုံနဲ့နာနဲ့ဖွဲ့စည်းထားတော့ယုတ်တရားကလည်းမြဲတဲ့တရားလားဖြစ်ပြနေတဲ့တရားလားနံတရားကလည်းမြဲတဲ့တရားလားဖြစ်ပြနေတဲ့တရားလားယုံနံဖြစ်ပြကဗာတိစ္ဆာမြင်တဲ့ဉာဏ်ကဗာတိစ္ဆာမေဃသစ္စာမေဃသစ္စာအကြောင်းကျိုးအစဉ်ချင်းမျောမြင်သိနိုင်တဲ့တမ္မာဒိဋ္ဌိဥဆောင်တဲ့တရားကိုယ့်ရဲ့စိတ်ထဲမှာထွန်းကားပြီဆိုလို့ရှိရင်မကောင်းတဲ့ကိလေသာအယုတ်တမညဉ့်ညမ်းတဲ့လောဘဒေါသစတဲ့ကိလေသာသမုဒယသစ္စာတွေတခြားလားသေတာလားဒါကြောင့်သေသွားတာကဘာသစ္စာသမုဒယသစ္စာသမုဒယသစ္စာတွေလေးမဲ့လေးဖို့နဲ့ငြိမ့်နိုင်ပြီးတဲ့အခါကျတော့ဒုက္ခခတ်သိမ်းအေးငြိမ့်တဲ့နိဗ္ဗာန်ကြီးကိုမြင်ရတာကဘာသစ္စာနိရောဓသစ္စာဒါကြောင့်ညီညွတ်ညွတ်နဲ့ဟုတ်လားနိဗ္ဗာန်ရောက်တဲ့အထိကျင့်ကြံကြိုးကောက်ပွားများအားထုတ်နိုင်ကြပါစေလို့45မိနစ်လောက်တရားစကားပြောပြလိုတဲ့အတွက်ခုဒီတရားစကားပြောပြတာ45မိနစ်ပြည့်ဖို့2မိနစ်3မိနစ်တာလိုတော့တဲ့အတွက်တရားနေ့ကိုအဆုံးသတ်ကြရအောင်ပဇာတပသုတ်တယံဒုဝဋ္ဌံဒုမင်္ဂလာဒုသင်ဒုဒုက္ခတိင်္ဂမိန်ပုရံဒုတပ္ပပါရမိန်ပဇာတပကိုယ်စီကိုငါကိုယ်တဲ့တ၌ပြောကြဆံရတတ္တဝါဟုရမြတို့သည်သုတ်တယံတုအိမ်မဲရမဲကောင်းစွာမဲ့၍နှစ်သက်ကြည်သာအိပ်ဆက်တော်မူနိုင်ကြပါစေကုန်သတည်းသုမင်္ဂလာမင်္ဂလာကြက်တရေချက်ဝေလန်းတဲ့ဖြင့်စံပွင့်နိုင်ကြကုန်သည်ဖြစ်၍ဟုတ်ထံတုနာနမုတောအလင်းရောက်တဲ့ဖြင့်ထမြောင်နိုးကြားတော်မူနိုင်ကြပါစေကုန်သတည်းဒုက္ခရင်္ဂမိန်အဘေဒုက္ခတိရောက်မေလမ်းကြောင်းမကောင်းညစ်ဆိုအကုသိုလ်ဒုစရိုက်မျိုးတဲ့ကိုဒုသင်ဒုသူတော်လက်နဲ့တရားစဖြင့်ဖြောက်ပြဲပယ်စွန့်တော်မူနိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမိန်အလောင်းလျာဖြည့်ကောင်းရာတိသုံးပြဆယ်ဒီပါရမီအပေါင်းအကျင့်ကောင်းအကျင့်မြတ်တွေကိုပုရင်တုတဆင့်ထက်တဆင့်ရင့်တဲ့ထက်ရင့်အောင်တဆင့်ထက်တဆင့်မြင့်တဲ့ထက်မြင့်အောင်မလင့်ပုံတည်ဖြစ်ခြင်းတော်မူနိုင်ကြပါစေကုန်သတည်းဒီတရားဟောဖို့ရန်အတွက်ဓမ္မဒါနဓမ္မပူဇာလှူဒန်းကြရဲ့အလူရှင်မိသားစုနဲ့တကွာအလူရှင်မိသားစုတို့မိဘဘိုးဘွားဆွေမျိုးအပေါင်းတို့အားရကြပါစေအမြပေးပါလေအမြပေးပါလေအမြရယူချမ်းသာကြပါစေအလုံးတရားနာပရိသတ်အပေါင်းတို့နဲ့တရားနာပရိသတ်အပေါင်းတို့ရဲ့မိဘဆွေမျိုးညာတကာမိတ်တင်ကအပေါင်းတို့
အားလေရကြပါစေအမြပေးပါပါတယ်အမြပေးပါပါတယ်အမြရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကပ်ဘေးယောဂအပေါင်းမှလည်းပဲလွန်မြောက်ပြီးတော့ကိုယ်ကျမ်းမာစိတ်ချမ်းသာစွာနဲ့နိဗ္ဗာန်ရောက်တဲ့အထိတရားဓမ္မကုသိုလ်တွေကိုကြိုးစားပွားများအားထုတ်နိုင်ကြပါစေ